bro ကျွန်တော်တပတ်လောက်နေပါပျောက်သွားတာကို bro စောင့်နေတော့မဲလားဘာလို့ပျောက်သွားလဲဆိုတော့ကျွန်တော်ပျောက်ချင်လို့ပျောက်သွားတာခေစတာပါကျွန်တော်ရဲ့ရေတို့ channel ပြန်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီတပတ်လောက်နေပါဘောနော်ပျောက်သွားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဦးလေးတွေရှိရဲအဲသွားပါဘောနော်သူတို့ကပစိုးနောက်မှာနေတာပေါ့နော်စိုက်ကန်းဝင်တဲ့အိမ်ရပါတော့အဲ့သူတို့အစိုးရအလောက်ကပေးရဝင်တဲ့အိမ်ရမှာနေတာဖြစ်ပါတယ်ဒါတော့ကဒီဟိုနေပြီးတော့ပေါ့နော်နေရာဒီကျောင်းပြည့်ရည်ဆိုရင်အလဲသွားဖြစ်တဲ့အတွက်ကြောင့်မလို့သွားတာဖြစ်ပါတယ်အမှဆိုရင်လည်းကျွန်တော်တို့ပြောဖို့ကောင်းပါတယ်မောင်နှမတယောက်လည်းရှိကျွန်တော်ရဲ့ဝန်ခွဲအမတယောက်လည်းရှိရဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့လည်းစကားပြောတာဖြစ်ဖြစ်အဲ့လိုဆော့တာဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်အမနဲ့လည်းသွားပါကျွန်တော်အမနဲ့သွားပါပေါ့နော်ကျွန်တော်အခုအိမ်မှာရှိတဲ့အမအရင်နဲ့သွားပါပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တပတ်အထိနေခဲ့ပါတယ်ပြီးတော့အမကျွန်တော်ကြီးပေါ့နော်သူ့ရဲ့ဒူမတွေလည်းရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နဲ့ပေါ်ရတယ်ဂိမ်းနေဆော့ရဗျာပြီးတော့နာမည်ကြီး Roblox လို့ horror game တွေပါတယ်လည်းဆော့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဘက်မှာနေလို့ရှိရင်ခေါက်ဆွဲပြုတ်တယ်ဆိုလဲ spicy ဆိုလဲကြိတ်ထမင်းဆိုရင်လည်းကြိတ်တယ်အကုန်လုံးကိုကြိတ်တယ်ခင်ဗျာအဲ့တော့ကျွန်တော်အဲ့ဘက်မှာအဲ့လိုပြပပနေခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်နောက်ဆုံးရက်မှာဆိုရင်တော့လေကျွန်တော် spicy ကိုစားပြီးတော့ဗျာတရေကညဘက်ကိုကြည့်ခဲ့တယ်ဆယ်နာရီကြော်လောက်ကိုကျွန်တော် spicy ရယ်နောက်ပြီးတော့လို့ရှိရင်အဲ့ဒီတရေကကြည့်အောင်ကွာတရေကနာမည်ကို bro သိချင်လားသိချင်ရင်ကျွန်တော်လည်းမသိဘူးခင်ဗျာ What Okay စကားမဆက် bro sis တို့အတွက်ကျွန်တော်မိတ်ဆက်စရာတခုရှိပါတယ်အဲ့ဒါတော့ကျွန်တော်ဦးလေးရောက်နေတဲ့ coffee ကောင်းချော်ရည်လေးဖြစ်ပါတယ်ဒီကောင်းချော်ရည်ကိုမှာယူချင်တယ်ဆိုရင်တော့ Viber ကလည်းမှာလို့ရတယ်လို့ဖုန်းလည်းမှာလို့ရပါတယ်ဖုန်းကနေလည်းမှာလို့ရတယ်ပေါ့နော်ဖုန်းနံပါတ်ကတော့0539563999ဖြစ်ပါတယ်ဒါကတော့အထူးသဖြင့်စပင်ကျွတ်တဲ့သူတွေခေါင်းရတဲ့သူတွေပေါက်ထားတဲ့သူတွေအတွက်အဓိကသုံးတယ်ပေါ့နော်အဓိကကောင်းတယ်ပေါ့နော်အဲ့တော့လာရောက်အားပေးခြင်းဆိုရင်တော့ခုနကပြောတဲ့ဖုန်းနံပါတ်ကိုလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်အကယ်၍ကိုကလာပြီးတော့ကွာကြည့်ချင်တယ်ဆိုရင်ကျွန်တော်အိမ်ကိုလာရောက်နိုင်ပါတယ်ပေါ့နော်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးအိမ်လိပ်စာကိုမေးလို့ရပါတယ်နောက်ပြီးအထည်ဆိုင်ဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့အထည်လေးတွေလာရောက်ကြည့်ရှုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့ပေါ့နော်ဒါကိုစမ်းလုပ်ကြည့်ကြပါရင်မြေတားရခဲ့အပ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီတော့ကအဲ့တရေကောက်ကြည့်ပြီးတော့ဗျာကျွန်တော်တို့အမှကြည့်ပြီးတော့စားတယ်ဗျာမစားလို့လည်းကောင်းပါတရေကမပြီးသေးတော့ကျွန်တော်ခန်းထဲဝင်ပြီးကြည့်ရတယ်အမှကျွန်တော်17နာရီကျော်လောက်ကြာတော့ပြီးသွားတယ်ဗျာ7နှစ်လောက်မှပြီးသွားတယ်လေအဲ့နဲ့ပြီးသွားတော့ကျွန်တော်တို့ကကိုလက်သက်စင်အဲ့လိုမျိုးကလုပ်တယ်ပေါ့နော်အဲ့နေ့ကတော့ကျွန်တော် spicy အရွက်တွေအဲ့နေ့တကယ်ကိုအမတ်တရားဖြစ်တယ်ပေါ့နော်ပြောမှဆိုရင်ကျွန်တော်မနေ့ပေါ့နော်မနေ့ကတောက်ကြနေကျွန်တော်ပြန်လာဖြစ်ပါတယ်ဒီနေ့စနေနေ့ပါကျွန်တော်ဗီဒီယိုပြန်ရတာဖြစ်ပါတယ်အဲ့နေ့ရဆိုရင်ကျွန်တော်တို့ဗျာစပီလဲဝယ်တယ်ဥပမာကျွန်တော်ကဗာလဲဆိုတော့ sharp spicy ဗျာ sharp spicy ကိုကျွန်တော်ကစားပူးပြီးသားရင်ကလေးကဒါပေမဲ့ဘယ်လိုမျိုးကွာကျွန်တော်ကရှာရှည်လိုက်လဲဆိုတော့အဲ့ sharp spicy ကဘယ်လောက်ဆက်လဲဆိုတော့သိရဗျာကလေးစားရဆိုငိုတဲ့အထိရှိရဗျာအနှစ်အကုန်လုံးထည့်လိုက်လေအဲ့ဒါကိုကျွန်တော်ကဒီခေါက်ကြတော့ကွာငါတို့နည်းနည်းဆက်လေးစားမယ်အဲ့လိုမျိုးကွာအဆက်တစ်ဝက်လောက်ပဲထည့်ပြီးတုတ်စားမယ်တခြားခေါက်ဆွဲအဲ့လိုမမခေါက်ဆွဲလည်းထပ်ထည့်ပြီးတော့စားမယ်ပေါ့ဗျာအဲ့နဲ့ဝဲလိုက်တာပုံမှန်စားနေကြဆို okay ခေါက်ဆွဲစားရဗျာဘရိုတီလာတော့မသိကျွန်တော် okay ခေါက်ဆွဲစားရပေါ့နော်အဲ့လိုစားတာနေပြီးတော့ကျွန်တော်တို့အဲ့ရကျွန်တော်တို့မာလာအနည်းနဲ့တော့ပြန်ရောလိုက်ရတယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ပထမဆုံးတစ်ဝက်လောက်ကိုထည့်လိုက်တယ်ဗျာအနည်းတစ်ဝက်လောက်ထည့်ပြီးတော့ကျွန်တော်တခြားခေါက်ဆွဲနေပါရောပြောတော့အယောင်မလာဘူးအဲ့တော့မကောင်းဘူးစားဆက်ပြီးတော့ဗျာဘယ်လိုပြအရသာကျွန်တော်မကြိုက်ဘူးဗျာဒါပေမဲ့သူများကျွန်တော်တို့သူတို့ကရှမ်းဘက်ကပြန်လာတာမဟုတ်လို့ကျွန်တော်ဟိုလေကျွန်တော်တို့ကြီးဒူမတွေကပေါ့နော်သူတို့ပြန်လာချိန်ကြတော့ရှမ်းဘက်ကလာတာမဟုတ်လို့အဲ့လိုတရုတ်စားစားရပေါ့နော်အဲ့လိုနည်းနည်းပါတယ်အဲ့တော့မာလာအနှစ်ထုတ်အမှနည်းနည်းထည့်ပြီးတော့တုတ်စားလိုက်ရပါတယ်လူစုံရွက်ဒေငုံဥတွေနဲ့အဲ့လိုစားတာပေါ့နော်အဲ့ရလည်းတကယ်ယူဖို့ကောင်းပါတယ်တရေကလည်းကြည့်ကြပါပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ပြီးသွားလို့ရှိရင်ကျွန်တော်ဦးလေးနဲ့ပေါ့နော်ဘောလုံးတွေကန်တယ်ပြီးသွားရင်အဲ့ဝမ်းခွဲမောင်နှမတွေနဲ့လည်းကြက်တောင်ကြီးရမောကပြောပနေခဲ့တယ်ပေါ့နော်ရေခဲချောင်းတွေလည်းစားရတယ်နေခင်းဘက်တွေဆိုထမင်းတူစားရတယ်အဲ့လိုထမင်းစားပြင်လည်းရေခဲချောင်းတူသွားဝယ်စားရပေါ့နော်ပြောကြကောင်းမှာအာလူကျော်တွေရောအဲ့လိုမျိုးကကျွန်တော်တို့ပြနေတယ်အိမ်မှာဆိုရင်လည်းဗျာတရက်တလေဆိုကျွန်တော်တို့နေခင်းဘက်တွေဆိုရင်ဂိမ်းတွေစောတယ်ဟိုရာဂိတ်တွေစောပြီးတော့ကွာအာတာတွေလောက်ပြီးတော့ပြောနေကြရပေါ့နော်ကျွန်တော်တို့တွေက
ကျွန်တော်တပတ်လောက်ပြောက်သွားပြီးတော့ဗီဒီယိုတင်ပြတဲ့အတွက်အားလုံးတောင်းပန်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် like ကို subscribe လုပ်ပေးသွားကြပါခင်ဗျာ